ဒီနေ့သင်မှာတော့ US history နဲ့ပတ်သက်ပြီးတော့အခန်း1ဖြစ်တဲ့ lesson 1เนาะ lesson 1 exploration colonization နဲ့ American Revolution အကြောင်းเนาะအဲ့ဒါကိုအတူချုပ်ရှင်းပြမယ်အဲ့တော့ United States နဲ့ပတ်သက်ပြီးတဲ့အခါကျတော့ Europe နေရာဆိုလို့ရှိရင် exploration လုပ်တဲ့ American မှာရှာဖွေလုပ်တဲ့အခါမှာဆိုရင်သူတို့ကမြေကိုချဲ့ထွင်တယ်အဲ့လိုချဲ့ထွင်တဲ့ဘာတွေလဲဆိုလို့ရှိရင် G3 လုံးလို့ပြောလို့ရတယ် God ရဲ့ glory ရဲ့ဖြစ်တယ်ဘုရားသခင်ကိုယုံကြည်တယ်ကက်သလစ်ဘာသာပို့ခဲ့တယ်ဘုရားသခင်ကိုယုံကြည်တဲ့အတွက်ကြောင့်မလို့ဘုရားသခင်ကိုယုံကြည်တဲ့အတွက်ကြောင့်ဘုရားစီစဉ်ဆောင်ရွက်ဖို့ကိစ္စတွေအဲ့လိုမျိုးပေါ့ဘာသာတရားပြန့်ပွားအောင်လုပ်ဖို့အတွက်ရည်ရွယ်ချက် glory ဆိုတာကတော့သိမ့်ပိုက်ထားပြီးဘယ်လောက်ရသွားပြီဆိုတဲ့ဟာကိုနေမြေဘယ်လောက်ရပြီဆိုတာကိုကြောဘိုးဆိုတာကကြတော့ဒီငွေတွေ့တဲ့ဟာတွေကိုယူဆောင်မှုအတွက်ကိုဒီဘိုးကဘာခေါ်လဲဆိုရင်ကြာဖွေကြတယ်တဲ့အဲ့လိုအဲ့မှာနာမည်ကြီးတာကဘာလဲဆိုလို့ရှိရင်ခရစ္စတိုဖာကိုလံဘတ်ကနာမည်ကြီးတယ်သူကအီတာလီယန်လူမျိုးဖြစ်တယ်ဒါပေမဲ့စပိန်ဘီရင်နဲ့ဘီယမကအာရှကူတန်းရောင်းဝယ်ရေးအတွက်ဆိုပြီးတော့သူ့ကိုထောက်ပံ့ပြီး1492မှာကိုလံဘတ်ကဟလာပထမအဆုံးဟလာကိုလံဘတ်ကမဟာမနေမျိုးကိုစတင်ရောက်ရှိတယ်နော်စတင်ရောက်ရှိတယ်ဥရောပနဲ့အိန္ဒိယကူတန်းရောင်းဝယ်ရေးအာဖရိကကိုဖြတ်သွားတဲ့အခါမှာအဲ့မှာအမေရိကတိုက်စစ်ကိုတွေ့သွားတယ်အဲ့မှာဘဟားမားကိုရောက်တယ်ပြီးတဲ့အခါဖလော်ရီဒါနောက်ပိုင်းကနေပြီးတော့ဥရောပသားတွေကအမေရိကန်ဖြစ်လာမဲ့လူတွေကစတင်ဝင်ရောက်လာတာဖြစ်တယ်အဲ့ဒါဒီနေ့တော့ဒီတစ်ပိုင်းလောက်ပဲเนาะ